ရှီဝမ်အနိုင်ရသွားခဲ့ပြီဒီရလက်ကိုတော့ဘယ်သူမှမမျှော်လင့်ထားကြပါဘူးဘယင်နဲ့ဘယင်ပြိုင်ပွဲမှာအရာအားလုံးကစတင်ရဘယင်ဖြစ်တဲ့ချေရှိကအနိုင်ရရှိသူဖြစ်လာပါတော့တယ်တရုတ်ပြည်ဘက်ကသူတွေရောဂူရိုညီမတွေပါပျော်ရွှင်နေကြပြီလူသားတွေအားလုံးဝမ်းသာမဆုံးဖြစ်နေကြပါတယ်လူသားတွေဘက်ကဘလို့ပျော်လို့ပျော်နေမှမသိခင်နဗျားတွေဘက်ကတော့ဒီအပြည့်အပြည့်ပေါ်မယုံကြည်နိုင်ကြပါဘူးအဲ့အချိန်အန်ဗီတာလည်းပြန်ထွက်လာပြီသူမရဲ့တန်ရာတွေကလည်းမနှဲသူတို့သူမနာကျင်နေတာကိုမြင်လိုက်ရတဲ့ချီဝမ်လည်းသူမညီတူခံစားလိုက်ရပါတယ်ချီဝမ်အပြည့်အဝတော့အောင်ပွဲမခံနိုင်သေးချိန်မှာပဲမိတဲသွားတာမလို့အရေးပေါ်ကုသမှုလို့အမြန်ပြင်ဆင်ကြပါတော့တယ်ချီဝမ်ပြန်ပွဲတစ်လျှောက်အားတင်းထားတာတွေအခုမှရှော့ထားလိုက်တာကိုကြည့်ပြီးခိုဂျီရိုးတွေချီကျူးလာကြပါတယ်အမှန်တော့ချီဝမ်လန်ကိုဖျက်ဆီးနိုင်ခဲ့တာကဟေဒီရဲ့သွေးတွေကြောင့်ပါဟေဒီရဲ့လန်ကအသက်ဆွဲရင်ရောက်သွားတာမလို့တက်ရှိတယောက်လိုဖြစ်လာပြီးချီဝမ်ကလည်းလှန်ရချီတဲ့ကိုမြင်သွားနိုင်တာပါပဲဒီလိုနည်းနဲ့လန်ကိုဖျက်ဆီးလိုက်နိုင်ပြီးဟေဒီရဲ့အင်အားကိုတော့ကောင်းကင်ဘုံလက်နဲ့တားခဲ့ပါတယ်ချီဝမ်အကြောင်းချီကျူးတာတွေမဆုံးနိုင်ကြတော့ပဲဒီနိုင်ပွဲကသူတို့အားလုံးကိုစိတ်အားတက်ကြွစေပါတယ်တစ်ဖက်ကနဗျားတွေဘက်မှာတော့အဲဗီတယောက်သူ့ထံကိုပါဖျက်ဆီးပစ်လိုက်ပြီးဒေါသတွေထွက်နေသလိုအာရမတ်ကလည်းဒီပြိုင်ပွဲရဲ့စီမင်းတွေကိုဂီးမဆိုင်တော့ဘူးဆိုပြီးသူ့လုံးချင်းရလို့ပေါ်သွားပါပြီဇူလဲဟေဒီကနောက်ဆုံးအချိန်မှာသူတို့ညီကိုတွေကိုတောင်းပန်သွားတယ်လို့ဟာမတ်ကိုပြောလာပါတယ်ကြည်ရတာဇူလဲခံစားသွားရတဲ့ပုံပါပဲအခုလောဆယ်တော့ပြိုင်ပွဲကိုလူသားတွေရဲ့အနိုင်နဲ့ဥဆောင်နေပြီးနောက်လာမယ့်ပြိုင်ပွဲအတွက်ကွင်းကိုပြင်ဆင်စရာရှိတာတွေပြည့်နေပါတယ်ဂူရိုတွေချီဝမ်ကိုတွားကြည့်ခိုင်းကြပြီးချီဝမ်ရဲ့အခြေအနေကတော့အထူးကြမ်းမှတ်နေရပါတယ်သူမတို့နှစ်ယောက်စကားတပြောနဲ့ပြန်လာကြပြီးနောက်3ပွဲလောက်သာနိုင်ရင်သူမတို့အနိုင်ရပြီမလို့ပျော်နေကြပါတယ်ညီမနှစ်ယောက်ဗုဒ္ဓကိုတွားရင်းဖို့ပြင်နေကြပြီးလမ်းတစ်ဝက်မှာအာရမတ်နဲ့တွေ့ပါတော့တယ်အာရမတ်လည်းချီဝမ်ကိုဗမာထားလဲလို့မေးလာပြီးဘန်ဟီတယ်ကတော့ပြန်မဖြေပါဘူးပြန်မဖြေရင်တွားသိလိုက်တော့ဆိုပြီးဘန်ဟီတယ်ကိုတပ်ဖို့လုပ်နေချိန်မှာအာရမတ်လက်ကပြတ်ထွက်သွားပါတယ်ဘယ်လစ်ဘတ်ရောက်လာပြီးနတ်ဖျားတွေရဲ့ဂုံကိုညှိုးနှွမ်းအောင်လုပ်ခွင့်မပြုနိုင်ဘူးလို့ပြောလာတာကြောင့်ဒေါသကြီးနေတဲ့အာရမတ်လည်းသူ့ဒေါသသူပြန်မျိုးသိမ်းလိုက်ရပြီးပြန်ဝဲပြီးတာနဲ့ဘန်ဟီတယ်တို့ကိုလာတတ်မယ်လို့ပြောပြီးထွက်သွားပါပြီဘန်ဟီတယ်လည်းဘယ်လစ်ဘတ်ကိုကျေးဇူးတင်လိုက်ပြီးတစ်ဖက်ကဘယ်လစ်ဘတ်ကတော့မင်းတို့ကိုတတ်ချင်နေတာအာရမတ်တယောက်တည်းပဲမဟုတ်ဘူးလို့ပြောလာပါတယ်တစ်ဖက်မှာတော့ဗုဒ္ဓတယောက်တစ်ပင်အောင်မှာပျော်ကြီးထိုင်နေပြီးစာကားရောက်လာတာကိုတွေ့လိုက်ရပါတယ်ကုသချင်းစကြားလုံးနဲ့ဗုဒ္ဓကိုလာပေးတာဖြစ်ပြီးဗုဒ္ဓလည်းစာကားကိုတောင်းဆိုစရာတစ်ခုရှိကြောင်းပြောလာပါတယ်အဲ့ဒါကတော့လူတယောက်ကိုစောင့်ကြည့်ခိုင်းတာဖြစ်ပြီးအဲ့လူကတော့ငကားသက်သူရဲကောင်းပါပဲတစ်ဖက်ကဘန်ဟီတယ်ကတော့ဗုဒ္ဓကကုသဆောင်ကနေလက်ထွက်သွားတာကြောင့်မကြင်မနှက်ဖြစ်နေခဲ့ပါတယ်ဘန်ဟီတယ်ပေါက်ကွဲနေပြီးဂူးနဲ့အတူနေရာတစ်ခုကိုဆက်သွားနေခဲ့ကြပါတယ်အဲ့နေရာကတော့နောက်ပြန်ပွဲဝင်မဲ့သူရဲ့အခန်းမှာပဲဘန်ဟီတယ်ရဲ့မျက်လုံးကိုစကန်ဖတ်ပြီးမှတကားကပွင့်သွားပြီးအထဲမှာလည်းနားမလည်နိုင်တဲ့စက်သိပ်ပံပစ္စည်းတွေရှိနေပါတော့တယ်သူမတို့အခုသွားတွေ့နေတဲ့သူကလူသားတွေရဲ့မော့စရာပါအထဲမှာလူတွေတုံးလုံးပက်လက်ဖြစ်နေကြတာကိုတွေ့တော့ဂူးလန့်သွားပြီမဲ့အဲ့လူတွေကပင်ပန်းပြီးမေ့လဲနေကြတာလို့ဘန်ဟီတယ်ကရှင်းပြလာပါတယ်သူမတို့ရောက်လာတဲ့အခန်းကတော့တွက်ချက်မှုတွေနဲ့ပြည့်နေတဲ့ပညာရှင်တယောက်ရဲ့နေရာပါပဲအဲ့အချိန်မှာမြင်းပြူစံတရောက်တောင်းနဲ့ရေးနေတဲ့သူတယောက်ကိုတွေ့လိုက်ရပြီးယူပါဗီတာရဲ့နီးယာမာကလောကကြီးထဲမှာအလှဆုံးပဲလို့ပြောလာပါတယ်သူကတော့နီကိုလာတက်စလာပါပဲအခုကအသုံးပြုနေကြတဲ့ကားတွေစက်ပစ္စည်းတွေရဲ့တီထွင်မှုအစားပညာရှင်တဦးဖြစ်ပြီးစိတ်တစားသိပ္ပံပညာရှင်လို့တော့ခေါ်ဝေါ်ကြရတဲ့သူပါဒါကြောင့်ဘန်ဟီတယ်ကမော်စရာနဲ့တင်စားလိုက်တာဖြစ်ပြီးတက်စလာကတော့သူကမော်ပညာဆိုတဲ့စကားလုံးကိုမကြိုက်ဘူးလို့ပြောလာပြီးသူဖန်တီးနေတာကသိပ္ပံပညာပဲလို့ပြောပြလာပါတယ်ဂူလည်းတစ်ဖက်လူကဘာတွေပြောနေမှမသိပေမဲ့ယုံကြည်ချက်ပြေဝနေဖို့ပေါ်ပါတယ်တက်စလာတီထွင်နေတဲ့အရာကပြင်းမြောက်နေပြီဖြစ်ပြီးသူအတွက်လိုအပ်နေတဲ့နောက်ဆုံးအရာကတော့နတ်ဖျားလက်နဲ့ဝိညာဉ်ဖြစ်ပေးလာမယ်ဘန်ဟီတယ်ညီမကုန်းပါပဲတက်စလာထွက်ပေါ်လာတဲ့အမျိုးသမီးကိုတေချာစစ်ဆေးကြည့်ပြီးကုန်းကလည်းသူမကိုသူမအန်နေဖို့အစင်းစင်းဖြစ်နေခဲ့ပါပြီဒီလိုနဲ့သူတို့နှစ်ယောက်ပေါင်းဆက်သွားခဲ့ကြပြီးအခဏမှာထူးဆန်းတဲ့စွမ်းရည်ပေါင်းဆက်မှုကြီးဖြစ်ပေါ်လာပါတော့ကိုရဲကိုတန်းမှာကင်းအောင်နေတဲ့အစွမ်းကမော်စွမ်းရည်ကောင်းဆိုင်သူပါအဲ့ရင်တော်မက်အဒီစင်လည်းမေးနေရကနေပြန်နိုးလာပြီးတက်စလာကတကက်ကောင်းမယ်လို့ပြောလာပါတယ်နီကိုလာတက်စလာတယောက်သူ့ရဲ့ပြန်ဝဲဝင်ချက်ဝတ်တန်စာကပြီးမြောက်သွားခဲ့ပြီးနတ်ဖျားတွေနဲ့ရင်ဆိုင်ဖို့အသင့်ဖြစ်နေခဲ့ပါပြီတစ်ဖက်မှာလည်းဟေဒီရဲ့ဆုံးရှုံးမှုအတွက်တရောတိကတ်နေတဲ့ဟာမတ်စီကိုဘယ်လစ်ဘတ်ရောက်လာပြီးသူနောက်လာမဲ့ပြန်ပွဲမှာဝင်ပြိုင်မဲ့ဆိုရကြောင်းဇူးကိုတွားပြောပြီးဖို့ပြောလာပါတယ်ဒီလိုနဲ့နောက်ပွဲကတော့တီထွင်သူညံရှိနေရောက်ရဲ့တိုက်ပွဲပါပဲအနီမီကြီးကျင်တဲ့ညီကိုတွေအတွက်ကိုအနီမီ777ကို Telegram မှာရိုက်ချပြီး join ပြီးအားပေးနိုင်ပါတယ်ဗျနောက်ပိုင်းနဲ့တူတူပြန်လာခဲ့ပါမယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်